ကဘာတဝမ်းမှာရှိကြတဲ့မွတ်စလင်တွေဝတ်သားမစားကြဘူးဆိုတာအားလုံးသိထားပြီးသားအချက်တစ်ခုပါဒါကအစ္စလမ်ဘာသာရဲ့အထင်ရှားဆုံးစည်းကမ်းတွေကတစ်ခုပါဒါပေမဲ့ဘာကြောင့်ဝတ်သားကိုတားမြစ်ထားရလဲဒါကဘာသာရေးအရာသတ်မှတ်ထားတဲ့စည်းကမ်းသက်သက်တစ်ခုပဲလားဒါမှမဟုတ်တခြားသောအကြောင်းအရာတွေရောရှိသေးလားဒီနေ့ဗီဒီယိုမှာတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ NKB Entertainment YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အမှန်တော့အစ္စလမ်ဘာသာကဘာလို့ရမလဲဆိုတာကိုပြောပြပေးရမှာမဟုတ်ပဲသူတို့ရဲ့လက်ရှိဘဝနဲ့နောင်တမန်လုံးဘဝအတွက်ဘယ်အရာကအကျိုးရှိမလဲဆိုတာကိုလမ်းပြပေးတာပါဒါကြောင့်လဲမွတ်စလင်တွေကကိုစားတဲ့အစားအစာကဘာလဲဘယ်ကလာတာလဲဟာလာဖြစ်ရလားဆိုတာကိုသိချဂရုစိုက်ကြတာပါဒီစီကံကိုလိုက်နာကြတာဟာအလ္လာရှင်မြတ်အပေါ်ယုံကြည်ကိုးစားလို့ပဲဖြစ်ပါတယ်အစ္စလာမ်မှာရှိတဲ့စီကံတိုင်းဟာသူတို့အတွက်အကျိုးရှိဖို့ဆိုတာကိုလည်းနားလည်ထားကြပါတယ်အစပိုင်းမှာအကြောင်းရင်းကိုသိချနားမလည်သေးရင်တော့အလ္လာရှင်မြတ်ရဲ့ကြီးစုတော်ကြောင့်ယုံကြည်ချက်အပြည့်နဲ့လိုက်နာနေကြတာပါအရှင်မြတ်ကသူတို့အတွက်ကောင်းမွန်တဲ့အရာတွေကိုခွင့်ပြုပေးပြီးမတန့်ရှင်းတဲ့အရာတွေကိုတော့တားမြစ်ထားပါတယ်ဝတ်သားနဲ့ပတ်သက်ပြီးတော့ကုရ်အန်ကျမ်းစာထဲမှာဘာတွေပြောထားလဲဆိုတာကိုကြည့်လိုက်ရအောင်ကုရ်အန်ဟာအလ္လာရှင်မြတ်ရဲ့နှုတ်ကပတ်တော်တွေဖြစ်ပြီးတော့မွတ်စလင်တွေအတွက်ဘာကခွင့်ပြုထားတဲ့ဟလာလဲဘာကတားမြစ်ထားတဲ့ဟာရန်လဲဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်ကုရ်အန်ထဲမှာဝတ်သားဟာဟာရန်ဖြစ်တယ်ဆိုတာကိုနေရာလေးခုမှာအတိအလင်းဖော်ပြထားပါတယ်ပထမဆုံးချက်အနေနဲ့ဆူရာဘဂရာထဲမှာအရှင်မြတ်ဟာအလိုလျောက်တည်ဆုံသွားတဲ့တရိษံတွေသွေးတွေဝတ်သားတွေနဲ့အလ္လာအရှင်မြတ်ကလွဲလို့တခြားအရာတွေကိုရည်စူးပြီးတပ်ဖြတ်ထားတဲ့အရာတွေကိုစားသုံးမှုကိုတားမြစ်ထားတယ်လို့ပါရှိပါတယ်ဒါပေမဲ့တကယ်လို့တရယောက်ကအသက်အန္တရာယ်ရှိလောက်အောင်ငတ်မို့နေပြီးတခြားစားစရာလုံးဝမရှိတော့တဲ့အခြေအနေမျိုးရောက်ရင်တော့စီကန်းကိုဖောက်ဖျက်လို့စိမရှိပဲအသက်ဆက်ယုံလောက်ပဲစားသုံးမယ်ဆိုရင်တော့ဒါကအဖြစ်မရှိပါဘူးအလ္လာရှင်မြတ်ဟာတကယ်ပဲခွင့်လွတ်တနာတော်မူတဲ့အရှင်ဖြစ်လို့ပါဒီတော့ဝတ်သားဟာဟာရန်ဖြစ်ပေမဲ့အသက်လူရမယ့်အရေးပေါ်အခြေအနေမျိုးမှာတော့အသက်ရှင်ယုံလောက်နည်းနည်းပါးပါးစားသုံးဖို့ခွင့်ပြုထားပါတယ်ဒီတော့ဝတ်သားဟာဟာရန်ဖြစ်ပေမဲ့အသက်လူရမယ့်အရေးပေါ်အခြေအနေမျိုးမှာတော့အသက်ရှင်ုံလောက်နည်းနည်းပါးပါးစားသုံးမှုခွင့်ပြုထားတာကိုတွေ့ရပါတယ်။နောက်ထပ်ဖော်ပြထားတဲ့အချက်ကတော့အလိုလျောက်တည်ဆုံသွားတဲ့တရိษံသွေးဝတ်သားနဲ့အလ္လာအရှင်မြတ်ကလွဲလို့တခြားအရာတွေအတွက်ရည်စူးထားတဲ့အရာတွေကိုစားသုံးခြင်းမှတားမြစ်ထားတယ်ဆိုတာပါပဲ။ဒီနေရာမှာလည်းဝတ်သားကိုစားသုံးဖို့မသင့်တဲ့အစားအစာစင်းထဲမှာထည့်ထားတာကိုတွေ့ရမှာပါ။ဒါဟာတကယ်ကိုရှင်းလင်းပြတ်သားတဲ့စည်းကမ်းတစ်ခုပါ။နောက်ထပ်တတိယတစ်ခုအနေနဲ့ကုရ်အန်မှာဘာကိုဆိုလိုထားလဲဆိုလို့ရှိရင်သူတို့ထံအလ္လာရှင်မြတ်စီကကြလာတဲ့ဒေသနာတော်တွေထဲမှာစားသုံးသူတယောက်အတွက်တားမြစ်ထားတဲ့အရာဆိုလို့အလိုလျောက်တည်ဆုံသွားတဲ့တရိษံအသွေးတို့မဟုတ်ဝတ်သားကလွဲလို့တခြားမရှိပါဘူး။ဘာကြောင့်လဲဆိုတော့ဝတ်သားဟာမတန့်ရှင်းတဲ့အရာဖြစ်လို့ပါပဲ။ဒါမှမဟုတ်အလ္လာရှင်မြတ်ကလွဲလို့တခြားအရာတွေကိုရည်စူးပြီးတပ်ဖြတ်ထားတဲ့အရာဟာလည်းအပြစ်ရှိတဲ့အရာတွေပါပဲ။ဒီကြမ်းကြက်အရာဝတ်သားဟာမတန့်ရှင်းမှုဆိုတာထင်ရှားပါတယ်။တကယ်တော့ကုရ်အန်ထဲမှာသုံးထားတဲ့အာရဗီစကားက Riksung လို့ခေါ်ပါတယ်။ဒီစကားလုံးရဲ့အဓိပ္ပာယ်ကညစ်ပတ်ပင်နေတဲ့အရာဒါမှမဟုတ်မတန့်စင်တဲ့အရာကိုဆိုလိုတာပါ။ပြီးတော့ဇရုဒ္ဓအချက်အနေနဲ့နောက်ထပ်ကျမ်းတစ်ခုမှလည်းအရှင်မြတ်ဟာအလိုလျောက်တည်ဆုံသွားတဲ့တရိษံအသွေးဝတ်သားနဲ့အလ္လာရှင်မြတ်ကလွဲလို့တခြားအရာတွေကိုရည်စူးထားတဲ့အရာတွေကိုစားသုံးဖို့တားမြစ်ထားပါတယ်။ဒါပေမဲ့တကယ်လို့တယောက်ယောက်ကအခြေအနေအရမလွဲမရှောင်တာပဲတမင်တက်တက်စီကဲဖောက်ပြက်လို့စိတ်မရှိပဲအသက်ဆက်ယုံလောက်စားမိမယ်ဆိုရင်တော့အလ္လာရှင်မြတ်ဟာတကယ်ပဲခွင့်လွတ်တနာတော်မူတဲ့အရှင်ဖြစ်တယ်လို့ထပ်ပြီးဖော်ပြထားပါတယ်။ကြည့်လိုက်မယ်ဆိုရင်ဒီစီကံကိုပဲထက်ခါတလဲလဲပြောထားတာတွေ့ရမှာပါ။ကုရ်အန်ထဲမှာအကြောင်းအရာတစ်ခုကိုအခုလိုထက်ခါတလဲလဲဖော်ပြနေပြီဆိုရင်ဒါဟာဘလောက်တောင်အရေးကြီးလဲဆိုတာကိုပြနေတာပါ။ဒါဟာပေါ်ပေါ်ဆဆသဘောထားလို့မရတဲ့ကိစ္စရပ်တစ်ခုပါ။ဒါဆိုရင်တမန်တော်မြတ်မူဟာမက်ညီကျက်တာယာမှုအပေါင်းခန့်ညောင်းပါစေကရောဝတ်သားနဲ့ပတ်သက်ပြီးဘာတွေမိတ်ကြားခဲ့တယ်လဲဆိုတာကိုဆက်ကြည့်လိုက်ရအောင်။တမန်တော်မြတ်မူဟာမက်ကလည်းမွတ်စလင်တွေကိုဝတ်သားနဲ့ပတ်သက်ပြီးတတိပေးထားတာရှိပါတယ်။ဟာဒီစ်လို့ခေါ်တဲ့တမန်တော်မြတ်ရဲ့မိတ်ကြားချက်ထဲမှာကုရ်အန်ကျမ်းစာထဲမှာပါတဲ့အချက်လက်တွေကိုပို့ပြီးရှင်းလင်းအောင်ထောက်ပြပေးထားပါတယ်။ဥပမာပြောရရင်ဝတ်သားစားတာဟာတကယ်ကိုကြီးလေးတဲ့အဖြစ်တစ်ခုလို့သတ်မှတ်ထားပါတယ်။တမန်တော်မြတ်ကအလ္လာရှင်မြတ်ဟာတည်ရတောက်စားတဲ့သူတိုက်ကျွေးတဲ့သူနဲ့ဝတ်သားစားတဲ့သူတွေကိုပါကျိန်ဆိုထားတယ်လို့မိန့်ကြားခဲ့ပါတယ်။ဒီမိန့်ကြားချက်ကိုကြည့်မယ်ဆိုရင်ဝတ်သားစားခြင်းဟာတည်ရတောက်စားတာလိုပဲအလွန်ကိုအပြစ်ကြီးတဲ့ကိစ္စဖြစ်တယ်ဆိုတာကိုသိတာစေပါတယ်။ဒါတင်မကသေးပဲဝတ်သားကိုရောင်းချတာကိုလည်းတားမြစ်ထားပါတယ်။ဘာကြောင့်လဲဆိုတော့တမန်တော်မြတ်ကအလ္လာရှင်မြတ်ကအရာတစ်ခုခုကိုစားသုံးဖို့တားမြစ်လိုက်ပြီဆိုရင်အဲ့ဒီအရာကနေရလာမဲ့အဖိုးအခါရောင်ရငွေကိုလည်းတားမြစ်လိုက်တယ်လို့ဆိုထားလို့ပါ။ဒါကဘာကိုဆိုလိုတာလဲဆိုရင်မွတ်စလင်တွေနဲ့ဝတ်သားကိုစားယုံတွေမကပဲကိုယ်တိုင်ကရောင်းတာပဲဖြစ်ဖြစ်တခြားသူတွေမွတ်စလင်မဟုတ်တဲ့သူတွေနဲ့ကုန်သွယ်တာပဲဖြစ်ဖြစ်ဘလို့နီးနဲ့မှမလုပ်ဖို့ကိုတားမြစ်ထားတာဖြစ်ပါတယ်။
ဒါဟာအစ္စလမ်ဘာသာမှာတန့်ရှင်းစေခြင်းမှုဆိုတဲ့အချက်ကိုဘလောက်တောင်အလေးထားသလဲဆိုတာကိုပြနေတာပါအစ္စလမ်ဘာသာဟာသူတို့ကိုဘာတွေသင်ကြားပေးတယ်လဲဆိုရင်လူနေမှုဘဝရဲ့ခန္ဓာတိုင်းမှာတန့်ရှင်းစေခြင်းဖို့ကိုပဲသင်ကြားပေးတာပါအဲ့ဒီထဲမှာသူတို့စားတောက်တဲ့အစားအစာလည်းအပါအဝင်ပါသူတို့စားတဲ့အစားအစာကတန့်ရှင်းတဲ့ဟာလာခွင့်ပြုထားတာဖြစ်တယ်ဆိုရင်သူတို့ရဲ့စိတ်နှလုံးနဲ့ဝိညာဉ်တွေဟာလည်းတန့်ရှင်းနေမှာဖြစ်ပါတယ်ကုအန်ကျမ်းစာထဲမှာဝတ်သားဟာမတန့်ရှင်းမှုလို့အတိလင်းဆိုထားတာမို့လို့အစ္စလမ်ဘာသာဝင်တွေအနေနဲ့မတန့်ရှင်းတဲ့အရာမှန်သမျှကိုရှောင်ကျဉ်မှုသင်ကြားပေးထားတာပါအစ္စလမ်မှာတန့်ရှင်းမှုနှမျိုးရှိပါတယ်တစ်ခုကရုပ်ပိုင်းဆိုင်ရာတန့်ရှင်းမှုဖြစ်ပြီးနောက်တစ်ခုကတော့စိတ်ပိုင်းဆိုင်ရာတန့်ရှင်းမှုပါဒီနှစ်ခုစလုံးဟာအယံကိုအရေးကြီးပါတယ်မွတ်စလင်တယောက်ဟာဝတ်ပြုစုတောင်းဖို့မတက်မရခင်မှာအရင်ဆုံးတတ်ရှင်းစေခြင်းနေဖို့လိုအပ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးအလ္လာရှင်မြတ်ဟာကုရ်အာန်ထဲမှာအလ္လာရှင်မြတ်ဟာနောင်တရတဲ့သူတွေနဲ့မိမိကိုမိမိတတ်ရှင်းအောင်ထားတဲ့သူတွေကိုချစ်ခင်မြတ်နိုးတော်မူတယ်လို့မိန့်ကြားထားပါတယ်။ဒါဟာခန္ဓာကိုယ်ကိုစေကြောတန့်စင်တာတည်းမကပဲကိုယ့်ရဲ့စိတ်နှလုံးကိုတန့်ရှင်းအောင်ထားဖို့နဲ့ခန္ဓာကိုယ်ရဲ့ကိုထည့်သွင်းစားတောက်တဲ့အရာတွေကိုပါတန့်ရှင်းဖို့ပါအကျုံးဝင်တာပါ။ဒါကြောင့်လည်းမွတ်စလင်တွေကိုခွင့်ပြုထားတဲ့ဟလာဖြစ်ပြီးတန့်ရှင်းစေတဲ့အရာကိုပဲစားတောက်ဖို့တိုက်တွန်းထားတာဖြစ်ပါတယ်။အလ္လာရှင်မြတ်ဟာကုရ်အာန်ကျမ်းစာထဲမှာလူသားအလုံးကိုအိုလူသားအပေါင်းတို့ကဘာမြေပေါ်မှာရှိတဲ့ခွင့်ပြုထားတဲ့ဟလာဖြစ်ပြီးကောင်းမွန်တန့်ရှင်းတဲ့အရာတွေကိုပဲစားတောက်ကြပါလို့တတိပေးမိန့်ကြားထားပါတယ်။ဒါကြောင့်လည်းအစ္စလမ်ဘာသာမှာဝတ်သားကိုစားသုံးဖို့တားမြစ်ထားတာဟာတကယ်ကိုရှင်းလင်းတဲ့စည်းကမ်းချက်တစ်ခုလိုဖြစ်နေတာပါအရှင်မြတ်ဟာအလိုလျောက်တည်ဆုံသွားတဲ့တိရစ္ဆာန်နဲ့အသွေးဝတ်သားနဲ့အလာရှင်မြတ်ကလွယ်လို့တခြားအရာတွေကိုရည်စူးထားတဲ့အရာတွေကိုစားသုံးဖို့တားမြစ်ထားတယ်လို့အတိလင်းဆိုထားပါတယ်ဒီနေရာမှာတတိထားရမှာဟာဝတ်သားကနည်းနည်းလေးပဲဖြစ်ဖြစ်စားသုံးဖို့တောင်မသင့်တော့ပါဘူးဟာရန်ဖြစ်နေလို့ပါပဲဘလို့ပဲချက်ပြုတ်ထားပါစေဘလို့ပဲပြင်ဆင်ထားပါစေဒါမှမဟုတ်ဟင်းတစ်ခွက်ထဲမှာအနေချင်းလေးပဲပါနေတာမျိုးပဲဖြစ်ဖြစ်ပဝင်ပစ္စည်းတွေထဲမှာအမြင်မသိပဲရောပနေတာမျိုးပဲဖြစ်ဖြစ်အလာရှင်မဲရဲ့အမိတ်တော်ကတော့ပြတ်သားပါတယ်တားမြစ်ထားတဲ့အရာဟာရဟာအနေချင်းလေးပဲပါတယ်ဆိုရင်တော့မှသူတို့ရဲ့ဝတ်ပြုကိုးကွယ်မှုအပေါ်တက်ရောက်မှုရှိနိုင်ပါတယ်တကယ်လို့တားမြစ်ထားတဲ့အစားအစာတွေကိုစားသုံးမိတယ်ဆိုရင်သူတို့ကိုဆုတောင်းတာတွေဝတ်ပြုတာတွေကိုအရှင်မြတ်ကလက်မခံတာမျိုးတွေဖြစ်နိုင်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတမန်တော်မြတ်မူဟာမတ်ငင်းချက်သားရမှုအပေါင်းခန့်ညားပါစေကပုံဥပမာတစ်ခုကိုမိတ်ကြားခဲ့ပါတယ်။ခီဝေးကနေလာရလို့စပင်းနေဖယိုဖယဲနဲ့ဖုံတထောင်းထောင်းဖြစ်နေတဲ့လူတစ်ယောက်ဟာကောင်းကင်ကိုလက်နှစ်ဖက်မြောက်ပြီးအိုအရှင်လို့တွတ်ဆွတောင်းနေပေမဲ့လည်းသူစားတဲ့အစာဟာဟာရန်တောက်တဲ့ရေကလည်းဟာရန်ဝတ်ထားတဲ့အဝတ်စားကလည်းဟာရန်ဖြစ်နေပြီဒီလိုဟာရန်တွေနဲ့ပဲခန္ဓာကိုယ်ကိုတိဆောက်ထားတာဆိုရင်သူရဲ့ဆွတောင်းတဲ့ကိုအရှင်မြတ်ကဘလို့လုပ်ပြီးနာညောင်းပေးနိုင်မှာလဲတဲ့ဒီဟာဒစ်မိတ်မာချက်ကိုကြည့်မယ်ဆိုရင်ဝတ်သားလိုမျိုးတားမြစ်ထားတဲ့အစားအစာတွေကိုနည်းနည်းလေးပဲစားမိရင်တောင်မှသူတို့ရဲ့ဝတ်ပြုတ်ကိုးကွယ်မှုတွေကိုအားနည်းစေပြီးအလာရှင်မြတ်ရဲ့လက်ခံမှုကိုမရရှိနိုင်တော့ဘူးဆိုတာကိုဘဟုတုတအနေနဲ့သိနိုင်ပါတယ်ဒါကြောင့်လဲမွတ်စလင်တွေဟာဝတ်သားကိုလုံးဝရှောင်ကျဉ်ကြတာပါနည်းနည်းလေးပဲဟာကိစ္စမရှိပါဘူးဆိုပြီးတော့လဲပေါ်ပေါ်ဆဆသဘောမထားကြပါဘူးအစ္စလမ်ဘာသာရဲ့အဆုံးအမအရာအလံရှင်မြတ်ရဲ့အမိန့်တော်ကိုတင်းငယ်တဲ့အချက်လေးတွေကအစာလိုက်နာမယ်ဆိုရင်ကြီးမားတဲ့ကုသိုလ်အကျိုးကျေးဇူးတွေရနိုင်တယ်လို့တင်းငယ်တဲ့အချက်လေးတွေကိုဖောက်ဖျက်မိရင်လည်းမိမိရဲ့ဝိညာဉ်ရေးရပိုင်းမှာထိခိုက်နစ်နာမှုတွေဖြစ်စေနိုင်လို့ဒါဟာတကယ်ကိုအရေးကြီးတဲ့ကိစ္စရဲ့တစ်ခုပါသူတို့ရဲ့ဝတ်ပြုဆုတောင်းမှုတွေစိတ်နှလုံးသားနဲ့အရှင်မြတ်နဲ့နီးကပ်မှုရှိနေစေဖို့အတွက်ဘာလုပ်ရမလဲဆိုရင်အရှင်မြတ်တားမြစ်ထားတဲ့အရာမှန်သမျှနဲ့ဝေးနေရမှာပါအဲ့ဒီထဲမှာဝတ်သားဟာလည်းတစ်ခုအပါဝင်ပါပမာဏနေတာများတာအဓိကမဟုတ်ပါဘူးနောက်ပြီးဝတ်သားစားခြင်းကြောင့်ဖြစ်လာနိုင်တဲ့ကျန်းမာရေးဘေးထက်ဆိုးကျိုးတွေလည်းရှိနေပါသေးတယ်။ကုအန်ကျမ်းစာထဲမှာဝတ်သားဟာဟာရန်တာမစ်ချက်ဖြစ်တယ်လို့ပြဋ္ဌာန်းခဲ့စဉ်တုန်းကလူတွေဟာဝတ်သားကြောင့်ဖြစ်လာမဲ့ကျန်းမာရေးပြဿနာတွေကိုမသိကြသေးပါဘူး။ဒါပေမဲ့ဒီနေ့ခေတ်သိပ္ပံပညာအရတော့ဝတ်သားဟာကျန်းမာရေးကိုထိခိုက်စေနိုင်တယ်ဆိုတာကိုသက်သေပြနေပါပြီ။ဝတ်သားမှာအနည်းရှိတဲ့ကပ်ပါကောင်တွေပါဝင်နေတတ်ပါတယ်။အဲ့ဒီထဲမှာတာမန်မျက်စိနဲ့မမြင်ရတဲ့တန်ကောင်တွေနဲ့ကပ်ပါပူမလေးတွေပါဝင်နေတာပါ။ဥပမာ trichinalis paralysis ဆိုတဲ့ပိုးဟာဖျားနာတာနာကျင်ကိုက်ခဲတာတွေကနေအသက်ငယ်ရှိတဲ့အထိဖြစ်စေနိုင်တဲ့ယောဂါကိုဖြစ်စေပါတယ်။နောက်ပြီး Tania solia လို့ခေါ်တဲ့ဝက်တံများကောင်တွေလည်းပါဝင်နေတတ်ပါသေးတယ်။ဒီပိုးမွားတွေကအုံနောက်ထဲထိရောက်သွားနိုင်ပြီးအတက်ယောဂါလိုမျိုးဝေဒနာတွေကိုဖြစ်စေတာပါ။နောက်ပြီးကိုယ်ဝန်ဆောင်မိခင်တွေအတွက်ပိုပြီးစိုးရင်ရတဲ့Toxoplasmosis ယောဂါကိုဖြစ်စေတဲ့ပိုးမွားတွေလည်းရှိပါသေးတယ်။အသားကိုဘလောက်ပဲကြက်အောင်ချက်ဒီကပ်ပါပိုးမွားတွေဟာတိချမသေးပဲကြံခဲ့တာမျိုးတွေဒါမှမဟုတ်မိဖို့ကြောင့်နဲ့တခြားအစားအစာတွေကိုပါပိုးမွားတွေပြန့်နှံ့စေတာမျိုးတွေဖြစ်စေပါတယ်။
နောက်တစ်ချက်ဟာဝက်သားဟာအဆီနဲ့အဆိပ်တောက်တွေအများများတာပါတခြားအသားတွေထက်အဆီနဲ့ကိုလက်စထရောပါဝင်မှုပိုများတဲ့အတွက်နှလုံးရောဂါဖြစ်ပွားမှုကိုအားပေးပါတယ်ဝက်သားရဲ့သဘာဝဟာချွေးထက်ပေါက်တိချပေါက်မရှိတဲ့အတွက်သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာအဆိပ်တောက်တွေပိုပြီးကိန်းအောင်နေတတ်ပါတယ်အဲ့ဒီအဆိပ်တောက်တွေဟာဘယ်မှာသွားဆုနေတယ်လဲဆိုရင်အဆီပြင်းနေထဲမှာဆုနေပြီးအသားထဲထိပြန့်နှံ့သွားတာပါဟော်မုန်းတွေနဲ့ပိုးသက်ဆေးတွေအကြောင်းကိုလည်းထည့်ပြောရပါမယ်ဝက်တွေကိုမတက်ရှင်းတဲ့နေရာမှာမွေးမြူကြတာများပြီးယောဂမဖြစ်အောင်ပိုးသက်ဆေးတွေအလွန်ကြိုကျွေးလေးရှိပါတယ်။ဒါဟာဆေးရည်ပါတဲ့ပြဿနာကိုဖြစ်စေနိုင်တယ်လို့ဝက်ကိုကျွေးတဲ့ဟော်မုန်းတွေကလည်းလူတွေအထူးသဖြင့်ကလေးငယ်တွေနဲ့ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။တကယ်တော့သိပ္ပံပညာကမသိခင်ကတည်းကအစ္စလမ်ကဒါကိုသိနေပြီးသားပါ။သိပ္ပံပညာကဝက်သားရဲ့ဆိုးကျိုးတွေကိုလူတွေကိုသတိမပေးခင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကအစ္စလမ်ဘာသာမှာဒါကိုတားမြစ်ထားပြီးသားဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အလ္လာဟ်ရှင်မြတ်ဟာအတိတ်ပြစ္ဆုတ်ပံနဲ့အနာဂတ်အားလုံးကိုသိမြင်တော်မူတဲ့အရှင်ဖြစ်လို့ပါပဲ။ကိုယ်အကျမ်းစာဟာမှန်ကန်ကြောင်းသက်သေပြဖို့သိပ္ပံပညာကိုအမိပြုနေဖို့မလိုပါဘူး။ဒါပေမဲ့သိပ္ပံပညာရဲ့တွေ့ရှိချက်တွေဟာကိုယ်နဲ့ကိုက်ညီနေတာဟာအလ္လာဟ်ရှင်မြတ်ရဲ့ဉာဏ်ပညာတော့ဘလောက်ကြီးမားတယ်လဲဆိုတာလူတွေကိုပို့ပြီးနားလည်လာအောင်ကူညီပေးအောင်တတ်ပါ။ဝက်သားစားတဲ့ဒလိဟာရှိခေတ်ကာလတွေကတည်းကရှိခဲ့တာဖြစ်ပေမဲ့အစ္စလမ်ကတော့ဒါကိုအကျိုးအကြောင်းနဲ့တကွတားမြစ်ခဲ့တာဖြစ်ပါတယ်။တပန်တော်မြတ်ခေတ်တုန်းကဆိုရင်လူတော်များများဟာဝက်သားကိုစားသုံးခဲ့ကြတာပါတခြားယဉ်ကျေးမှုတွေမှာဝက်သားစားတာဟာပုံမှန်လိုဖြစ်ပေမဲ့အစ္စလမ်ကတော့ဒါကိုမစားဖို့တားမြစ်ခဲ့ပါတယ်အခုခေတ်မှာတော့ဘာကြောင့်လဲဆိုတဲ့အဖြစ်ကိုသိလိုက်ရပါပြီအစ္စလမ်ဟာပြဿနာတွေမဖြစ်ခင်ကတည်းကကြိုတင်ကာကွယ်ပေးတာပါခေတ်သစ်စီပညာဟာလူတွေဖျားနာမှာကုသပေးတာမျိုးဖြစ်ပေမဲ့အစ္စလမ်ကတော့အစကတည်းကဘီယန်နေမဖြစ်အောင်တားဆီးပေးပါတယ်။ဒါကြောင့်လည်းမွတ်စလင်တွေကိုဝက်သားတွေမကပဲအနည်းရှိတဲ့အရာမှန်သမျှကိုရှောင်ကျဉ်ဖို့လမ်းညွှန်ထားတာပါ။တမန်တော်မြတ်ဟာတင်းရဲ့ခန္ဓာကိုယ်ဟာတင်းအပေါ်မှာအခွင့်အရေးရှိနေတယ်လို့မိန့်ကြားခဲ့ပါတယ်။ဆိုလိုတာကကိုယ်ခန္ဓာကျန်းမာအောင်ထိမ့်သိမ်းဖို့ကကိုယ်တောင်းဝန်ပါ။ဝက်ကဘလို့တရားမျိုးလဲဆိုတာကိုလည်းဘုဟုတုတအနေနဲ့စဉ်းစားကြည့်လို့ရပါတယ်။အစ္စလမ်ဟာအသားရဲ့အရာတာကိုပဲကြည်တာမဟုတ်ပဲအဲ့ဒီတရိတ်ဆန်ရဲ့သဘာဝကိုပါထည့်သွင်းစဉ်းစားတာပါ။ဥပမာပြောရရင်ဝက်ဆိုတာမတက်ရှင်းတဲ့တရဝမျိုးပါသူတို့ကအမိုက်တွေမစင်နေတဲ့တည်ဆုံးနေတဲ့တရိတ်ဆန်တွေကိုတောင်စားတက်ကြပါတယ်ဒါကြောင့်သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ virus နဲ့ bacteria တွေကအပြည့်ရှိနေတာပါမျက်စားတဲ့သိုးတို့နွားတို့လိုတရိတ်ဆန်တွေနဲ့ရှင်ရင်သူတို့ကမတက်ရှင်းပါဘူးနောက်ပြီးဝက်တရဲ့အစာချေစနစ်ကလည်းတခြားတရိတ်ဆန်တွေနဲ့မတူပါဘူးဟလာဖြစ်တဲ့နွားလိုတရိတ်ဆန်မျိုးကအစာကိုပြန်ထုတ်ပြီးမြုပ်ပြန်သွားလိမ့်ရှိကြပါတယ်ဒါဟာသူတို့စားလိုက်တဲ့အစာတွေကိုတန့်စင်သွားအောင်ကူညီပေးပါတယ်ဝက်တွေကတော့အဲ့ဒီလိုမဟုတ်ပါဘူးသူတို့ကအစာကိုအယမ်းမြင့်မြန်ချိပြက်ပြီးခန္ဓာကိုယ်ထဲမှာအညစ်အကြေးနဲ့ယောဂဗျာတွေကိုပို့ပြီးသိမ်းဆည်းထားတတ်ကြပါတယ်အခုခေတ်သိပ္ပံပညာရှင်တွေနဲ့ဆရာဝန်တွေပြောနေကြတာကိုကြည့်မယ်ဆိုရင်လေမွတ်စလင်မဟုတ်တဲ့ဆရာဝန်နဲ့သူတည်တည်တောင်မှဝက်သားနဲ့ပတ်သက်ပြီးတတိပေးလာကြတာတွေ့ရပါလိမ့်မယ်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က2015ခုနှစ်မှာဝက်သားနဲ့လှုပ်ထားတဲ့ဘေခွန်ဝက်ဥချောင်းတို့လိုအစားအစာတွေဟာကင်ဆာရောဂါကိုဖြစ်ပွားစေနိုင်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်တချို့ဆရာဝန်တွေဆိုရင်ကလင်းငယ်တွေဖျားနာနေသူတွေနဲ့ကိုယ်ဝန်ဆောင်မိခင်တွေကိုဝက်သားမစားဖို့အထိတိုက်တွန်းလာကြတာပါကျမရေကိုအတူကူးစိုက်တဲ့သူတော်တော်များများဟာလည်းအခုဆိုရင်သူတို့ရဲ့နေ့စဉ်စားသောက်မှုပုံစံမှာဝက်သားကိုရှောင်ကျဉ်လာကြပြီပဲဖြစ်ပါတယ်အစ္စလမ်ဘာသာရဲ့ပြည့်ညက်ချက်တွေမှာစီကံတသက်တွေမဟုတ်ပဲသူတို့အတွက်အကာအကွယ်တစ်ခုလည်းဖြစ်ပါတယ်ဝက်သားဟာခန္ဓာကိုယ်တွေမကပဲသူတို့ရဲ့ဝိညာဉ်ရေးကိုပါထိခိုက်စေနိုင်လို့ပါအစ္စလမ်မှာကိုစားတဲ့အရာဟာကိုယ့်ရဲ့နှလုံးသားဝိညာဉ်နဲ့ဝတ်ပြုဆုတောင်းမှုတွေအပေါ်မှာတရားရောက်မှုရှိရလို့ယူဆကြပါတယ်တကယ်လို့တားမြစ်ထားတဲ့ဟာရန်အစားအစာတွေကိုစားသုံးမိမယ်ဆိုရင်တော့သူတို့တောင်းဆိုတဲ့ဆုတောင်းချက်တွေဟာအရှင်မြတ်ရဲ့လက်ခံမှုကိုမရရှိနိုင်တော့ပါဘူးဒီနေ့ပြပြပေးခဲ့တဲ့အကြောင်းအရာကတော့အစ္စလမ်ဘာသာမှာဝက်သားကိုဘာကြောင့်တားမြစ်ထားရတယ်လဲဆိုတဲ့အချက်လက်တွေပဲဖြစ်ပါတယ်ဘာသာရေးအရာတွေမကပဲကျမ်းမာရေးနဲ့သိပ္ပံနည်းကျဆိုကြိုးတွေကိုပါဘုသူတာဖြင့်သိရှိသွားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်အခုလိုစိတ်ဝင်စားပွဲကောင်းတဲ့ဘုသူတာဖြစ်ပွဲအကြောင်းအရာတွေကိုအမြဲတမ်းသိရှိနိုင်ဖို့အတွက် NKB Entertainment YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ဖို့မမေ့နဲ့ဦးနော်ဗီဒီယိုလေးကိုသဘောကျရဲဆိုရင်တော့ Like and Share လေးလုပ်ပြီးအားပေးကြပါအောင်ရှင်အဆုံးထိနားထောင်ပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်